အဲ့ဒီအကြံသမားချန်ရှင်ကတစ်ခုခုအကြီးကျယ်ကြံစည်နေတာဖြစ်ရမယ်ငါတို့တတိမလျှော့တဲ့တို့ယုံချင်းရောမယုံချင်းနေငါကအထွေထွေသွင်းမှုမူကြီးဖြစ်ပြီးထူးခြားတဲ့ဘဝထုံးကျင်တော်ကိုဖြတ်သန်းခဲ့ရပြီတချင်းကြီးမှလည်းကြောက်မက်ဖွယ်ရှိတာကောင်းတဲ့တည်ဆုံမှုတွေနဲ့ပဲကြုံတွေ့ပြီးဘဝအဆုံးသတ်ခဲ့ရတာကြီးပဲဒီတစ်ခါတော့ငါကအပြင်းခိုပြီးဘာမှမလုပ်တဲ့ဝင်းကြီးတယောက်အနေနဲ့ပဲဖြတ်သန်းသွားတော့မယ်အဲ့ကတော့ဘာမှနေပြန်ပြီလဲအချန်ကအယံပြင်းနေရဆိုတော့ငါအဲ့ရကိုလာနှွေးထွေးပြည့်ယူလာလုပ်ပါလားသူကတကယ်ကိုကြီးမားတဲ့အကြံဆိုးကိုကြံစည်နေတာပဲအဲ့ဒီအကြံသမားချန်ရှင်ကသူ့ရဲ့အလှတရားကိုအသုံးပြုပြီးငါတို့အရှင်မင်းကြီးကိုမြူဆွဲအလုတ်အကျွေးပြုခြင်းအပြင်တိုင်းပြည်ကိုဒုက္ခပေးနေတာပဲငါတို့ရဲ့ကြီးကျယ်တဲ့နိုင်ငံရဲ့နန်းတွင်းမိဖျားဆောင်ကြီးတစ်ခုလုံးကိုသူတယောင်ထဲကလဝါးကြီးအုပ်ထားခွင့်ပြုထားတာဟာတိုင်းပြည်အတကပ်ပဲကြီးတစ်ခုပဲဘသူကဒီလိုအယူမားတွေကိုဖြန့်ပြီးငါရဲ့မိဖုရားကိုဝေဖန်ရဲတာလဲအဲ့လူကိုဆွဲထုတ်ပြီးကုတ်မြတ်ပစ်လိုက်ကြစမ်းယောက်ျားမိဖျားကြီးဖြစ်ရတော့ငရဲဘသူမဆိုဒီလိုမိဖျားမျိုးဖြစ်ချင်းအိတ်မိဖျားနဲ့ငါပေးမယ်တွားဖြစ်လိုက်တော့ငါဂီယူမဆိုင်တော့